Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport မြန်မာ YouTube Channel နေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်စနေနေ့ညပွဲစဉ်တွေထဲမှာမြန်မာစံတော်ချိန်ည9:00နာရီမှရှိပြကစားကြမယ်ဘုံမောက်တင်းနဲ့ဗန်လေးတင်းရဲ့ပွဲစဉ်ကိုကျွန်တော်ကရွေးချယ်တင်ဆက်ပေးမှာဖြစ်ပါတယ်ဗျာအဆင့်စရာရက်တီမှုရကြည့်မယ်ဆိုရင်ဘုံမောက်တင်းက16ပွဲကစားပြီးချိန်မှာ9ပွဲနိုင်6ပွဲတည်9ပွဲရှုံးနေထားပြီးတော့ရမဲ21မှတ်နဲ့အဆင့်73နေရာမှာရက်တီနေပါတယ်ဗန်လေးတင်းကတော့16ပွဲကစားပြီးချိန်မှာ3ပွဲနိုင်တပွဲတည်12ပွဲရှုံးနေထားပြီးတော့ရမတ်10မှတ်နဲ့အဆင့်19နေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။သူတို့အသင်း2သင်းရဲ့နောက်ဆုံးတွေးဆုံမှုအရဘုံမောက်တင်းက3ချိန်နိုင်ရရှိထားပြီးတော့ဗန်လေးတင်းက2ချိန်နိုင်ရရှိထားတာဖြစ်ပါတယ်။အရင်ဘက်ကကန်ခဲ့တဲ့ပွဲတွေကိုကြည့်ရမယ်ဆိုရင်ဘုံမောက်တင်းကမန်ချက်စတာယူနိုက်တက်ရဲ့အိမ်ကွင်းမှာတွားရောက်ကစားခဲ့ရပြီးတော့တစ်ဖက်4ဂိုးစီနဲ့တေရလက်ကိုဖော်ဆောင်နိုင်ခဲ့တာပါ။ဗန်လေးတင်းကတော့သူ့ရဲ့အိမ်ကွင်းမှာဖူဟန်ကိုလက်ခံကစားပြီး2-3ဆိုတဲ့ရလက်နဲ့အရေးနှိမ့်ခဲ့ပါတယ်ဒီနေ့ပွဲစဉ်ကိုကျွန်တော်ကရွေးချယ်ရမယ်ဆိုရင်ကျွန်တော်ကြိုက်ဆုံးကတော့ဘုံမောက်တင်းပဲဖြစ်ပါတယ်ဘုံမောက်တင်းကအိမ်ကွင်းအားကောင်းပြီးတော့တိုက်စစ်ကလည်းဂိုးတွေသွင်းနေတဲ့ကြောင့်မို့လို့ကျွန်တော်ကတော့ဘုံမောက်ဘော်ဒီပါဂိုးပေါ်ပါတယ်ကြိုက်နေတတ်တဲ့ဆိုရင်ဘရိုရိုလိုက်လံကစားနိုင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ရွေးချယ်မှုပါဘရိုရိုဘက်ကကြိုက်ချင်းတူမှလိုက်လံကစားနိုင်ပါတယ်အခုလိုကျွန်တော်ရဲ့စီစဉ်လေးကိုဆုံးတဲ့2000ပေးရဲ့လူတူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကကျေးဇူးတင်ပါတယ်နောက်ထပ်စီစဉ်ကောင်းများကိုလည်းတင်ဆက်ပေးမှာအတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ Sport မြန်မာ YouTube Channel လေးကို Like and Subscribe လေးနှိပ်ခဲ့ပေးဖို့အတွက်ကျွန်တော်ကမေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်